မမြင်တာအထီးအားကြောင့်ဘယ်နာပါလဲ အမစကားပတ်သက်ပြောနေပုံစံကိုအကြောင်းချီလည်းစိတ်ဝင်ရဘူးမင်းကလေးလည်းစိတ်ဝင်ရဘူးငါကိုရင်းလာဖြစ်ပြီးငါသိနမေကပုတ်ကြည့်လားမင်းနမေရော ဟောဝေးစင်ထိုးပါ ဟမ်ကိုချင်ဖြိုး မနောက်ပါနဲ့ဗျာဝေးစင်ထိုးပါဘယ်နာပါလဲကျွန်တော်မမြင်တာလို့ ဟဲ့နင်လူတွေတော့မမြင်ဘူးလား ကျွန်တော်မြင်တယ်မမြင်တာအထီးအားကြောင့်ဘယ်နာပါလဲမေး အမစကားပတ်သက်ပြောနေပုံစံကိုအကြောင်းချထားလိုက်ပါဆိုရဲဘာမှဖြစ်ဟုတ်တားဖြစ်လို့တော့ရတယ် ကျေးဇူးပါနော်ကျွန်တော်တောက်ကောင်းလို့ပါ တတဟဲ့ဘို့ငါညက်ကစားမခံနိုင်လို့ရန်တွေ့ပြီးနေလေညအခုကဘယ်လိုလုပ်တာတွေ့အရှိဆိုတာဘာလဲဟဲ့ဘာမေးနေငါတို့လည်းမသိဘူးဒီလားငါတို့လေမြင်ချင်းတွေ့ပါလို့ဟဲ့နင်ကသူ့ကိုတောင်းတောင်းကြည့်အောင်ဦးကြောင်ကြောင်နဲ့အဲ့လိုတော့ဘာလဲကြည့်တာလေအဲ့လိုခုတခါလေးကိုငါသဘောကျတာကြည့်ပါဦးစမ်းမြတ်ရိုးအေးလေးတရားကြည့်ယူမငါသွားတော့မယ်